သာသနာတက္ကရာ2568ခုနှစ်ကောဇာတက္ကရာ1389ခုနှစ်ကစုံလဆန်း5ရက်ခရစ်တက္ကရာ2025ခုနှစ်မေလ1ရက်ဇာတာပရိနေ့ညကရင်ပြည်နယ်ကျန်းစိတ်ကြီးမြို့နယ်မြို့ဟောင်းကြီးရွာသာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနသာသနာရေးဦးစီးဌာနကကြီးမှုကျင့်ပတ်သောဓမ္မတရိယစာမေးပွဲ၌ကျမ်းရင်၃ကျမ်းကိုဖြည့်ဆိုအောင်မြင်သဖြင့်နိုင်ငံတော်အစိုးရမှချီးမြှင့်သောသာသနာ့တဇဓမ္မတရိယဝတ္တစိတ်တော်ကိုလက်ခံရရှိတော်မူသောမြို့ဟောင်းကျေးရွာနေခမဲတော်ဥသိမ်းမြင့်မေတော်တော်စင်သီးတို့ဤသာအရှင်သောတာကအားကုဏဝိသေထပူဇာမင်္ဂလာအကျိုဓမ္မတပံတတိယညဟောကြားမဲ့တရားရကောင်းစဉ်ဟာဟောချင်တာအများတော့ဘာပြောမှမသိသာသနာအရှိတည်တံ့ရေးတရားတော်တဲ့ကြိုက်တာပြောထည့်လို့ရတယ်နော်သာသနာအရှိတည်တံ့ရေးတရားတော်သာသနာတည်တံ့ဖို့ဆိုတာအရေးကြီးတယ်ဒီသာသနာကြီးကိုရဖို့ဘုရားတို့မြတ်စွာဘုရားအများကြီးပြသခဲ့ရတယ်။ဒါကြောင့်သာသနာတော်ကြီးအရှိတည်တံ့ရေးအတွက်အလုံးကတာဝန်ရှိတယ်။ဒါကြောင့်သာသနာမှာကျေးဇူးအကြီးဆုံးကျေးဇူးအများဆုံးဖြစ်တဲ့ဘုရားတို့ရဲ့သာသနာဥဆောင်သုံးလောကထွတ်တာတပညောရှင်တော်မြတ်ဖရာရဲ့ဂုဏ်တော်ကျေးဇူးတော်တို့ကိုအာရုံယူပြီးတော့ရှိခိုးပူဇော်ကြကြရအောင်ဇိနတိမဟာရိဇိနောတရားလျောဇိနုတ္တဓမ္မောဇဇိနေနပူဇိတောဇိနရတောနန္ဒဇိနပဇံတိတောဇိနတယောတိရိစိတေနမမဟံတိတ္တဘွန်တုဇိနသဗ္ဗဝရပိဝုဒ္ဓိယောဒီကထာကဇိတရာကိုချက်ပါရခါထာဇိစရေအောင်မြင်ခြင်းဆိုတဲ့အနက်ကိုဟောတယ်အလုံးကြည်ရွာသူကြည်ရွာသားနာနဲ့တကွအခြားသောအသက်ပရိသတ်ပေါင်းသူတို့ကောင်းတို့အားလုံးအောင်မြင်ခြင်းဆိုတာကိုရရှိနိုင်ပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့ဇိကိုချက်ပါတဲ့အောင်မြင်ခြင်းဂါထာကိုမြတ်စွာဘုရားရဲ့ဂုဏ်ကိုကြီးမှမှုတဲ့ပူဇော်ခြင်းဖြစ်ပါတယ်ဇိနာတိမဟာရိဇိနောတရားလျောဇိနုဒ္ဓဓမ္မောဇဇိနေနာပူဇိတောဇိနောရတောနန္ဒဇိနပတံတိတောဇိနာတယောတိရိစိတေနမမဟံတိတ္တဘွန်တုဇိနာသက္ကဝရပိဝုဒ္ဓိယောတရားလျောဝိနေမြတ်စွာတတ္တဝါတို့ကြုံလာမှမြတ်ဒုက္ခဝေကိုယင်ထဲသူမိမတ္တာဟိလျက်တာကြီးရာဟုပမာပြုသောကရုဏာထကျင်နာပွားသည့်
တရားဤတရားမှန်စွာမသွေဖြစ်တော်မူတာပါပေထသောဇိနာအောင်တကတို့ဤထုတိပုရိသရာစင်စီဧကမဖြစ်တော်မူသောငါမအောင်မြတ်ထုတ်တင်သည့်သဗ္ဗညုသခင်ဖျားရှင်ကိုယ်တော်မြတ်ကြီးသည်မာရာရိတိဝဗုဒ္ဓကိလေသာနှင့်ခန္ဓာမစ္စုသင်္ခါရဟုဆိုသောမင်္ဂပါပေါင်းတို့နှင့်တကွာသတ္တထာရသာသောကျင့်ကြံသမျှယံအဖျားဖျားတို့ကိုဇိနာတိခေကပါလီလျက်စမကွာမင်းတဲ့မေတ္တာသတိပါရမီစေတာအရင်ခံ၍တွန်းလှန်ပယ်နေအောင်ပွဲကြည့်ရင်တော်မူပါ၏ဇိနုတ္တဓမ္မောဇအနန္တဇိနောစင်တယောဤမြတ်ဖောနတံအင်ရှိတံနှင့်ကျူဟန်ငြိမ်ညောင်းရှိသောလေးထောင်အစုံဆောင်သည့်ဘုံကောင်မြတ်ကြဟောတမူသောတရားဒေသနာတော်ဒုက္ခလိဇိနေနံငမအမြတ်ထိုးတင်သည့်သဗ္ဗညောသက္ကံဖျားရှင်ကိုယ်တော်မြတ်ကြီးသည်ပူဇိတကာယဝစီမနောချီ၍သုံးလီတဝရပနာမဖြင့်ညွတ်တော်ကိုရရှိကိုပူဇရမူပါ၏ဇိနာရသောအရဟတတိသတိကျော်ဟောကုံတော်ကိုနှင့်ပြေဖြွလေးလေးရှင်တော်ချီ၏ယင်းနှင့်တိချာအရိယာမြင်ကြောင်းတန်ခါမြထေရှားပေါင်းတို့ကိုလေအနန္တဇိနေနစัจ java လာကဘာမိုးမြေဖြန်းဖြန်းဝေပြအတိုင်းမတိသောဂုံကျေးဇူးထုနှင့်ပြည့်စုံတော်မူသောတောင်းလွတ်သခင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်ပဒံတိတောအင်္ဂါရှိဖို့အတန်တော်ဖြင့်ကျူဖို့ညိလက်တန်ချူအေးလျက်နှုံးမြတ်ချူသာဝါမြောက်ခါချီးမွမ်းတော်မူပါ၏အရိစိတေယန္တိတကပေါင်းများစွာကိုနိုင်ငံအောင်ပန်းဆုချူလန်း၍အောင်နာစက္ခအောင်လန်တော်ဝတ္ထတော်မူပြီးကြကုန်သောတေဇိနာတယောထိုဇိနာမြင်တွင်ဘုရားရှင်နှင့်ကိုယ်အင်လောကုတ္တရမြတ်ဓမ္မပါအရိယာမြင်ကြောင်းတန်ခါမြထေရှားပေါင်းတို့ကိုအဟံခန္ဓာအနတ္တစုမြတ်ကိုကာယသမုတ်အကြံတို့သည်နမမင်းသွေပြောင်းခက်ဆဲချောင်းလက်ဖြင့်ပေါင်းဆယ်ကျိုးကျော်လက်ဆုံးမူကားရှိကိုပရလျာဘာဒတိမြတ်စွာဘုရားနမကာရနုပဝေနာဘုရားအစတရားအလေတန်ခါအဆုံးယရဏသုံးကိုကြည်ပြောင်းစေရဏဝန္ဒနာညွတ်ပြပနာမဖြင့်ရှိခိုးလိုက်ရသောကုသိုလ်မခွန်အာနုဘောတော်ကြောင့်တေတောမကံအောင်ရအောင်ကြောင်းအောင်ဆုတောင်း၍အောင်ကြောင်းကိုမင်းအောင်လိမ့်မည်ဟုအောင်ယူစိတ်မှန်အောင်မြင်တောင်းလျက်အောင်ပန်းကိုမျှော်နေကြကုန်သောသာသနာတရားကသာသနာတရားကမှဆွမ်းတကဆွမ်းတကမများနဲ့တကွာဒုက္ခတတရဝဒုက္ခတတရဝအလုံးသောတရဝအပေါင်းတို့အားဇိနာဇကဝရပိဝုဒ္ဓိယောဇိနာဇမြေအာနန္တိ၍လီလီပွားတို့စုမျိုးမျိုးတို့ပွားစီတို့တဲ့ပြန်ပြောရန်အချက်ဟုသမျှတို့သည်သိတံလုံအင်းဆန္ဒဟုသမျှတို့စသခတဲ့ပြည့်မြောက်ငြိမ်းအားမတိန်ကုန်လုံးပြည့်ပြည့်စုံကုန်သည်ဘွန်တို့ဖြစ်ကြပါစေကုန်သတည်းဘဝတို့ကံကုသိုလ်အစစ်ယရဏအနှင့်ပေမို့အဖြစ်ကြီးဖြစ်တော်မူနိုင်ကြပါစေကုန်သတည်းသာဓုသာဓုသာဓုပါဗျာသုံးလောကထုထသဗ္ဗညုရှင်သာမြတ်ဖျားကိုဇီကုချက်ကာထာတော်ဖြင့်ပူဇော်ပြီးတဲ့အခါမှာလောကမှာရှိနေကြတဲ့ပုဂ္ဂိုလ်တရားအလုံး
ဘေးခတ်တဲ့ရန်ခတ်တဲ့အန္တရာယ်ခတ်တဲ့ကင်းကျင်းပါစေဆိုတဲ့မေတ္တာဓာတ်ဖြင့်မေတ္တာပို့လင်္ကာကိုတိုင်ပေးပါမယ်အလုံးတာပြန်လိုက်ဆိုကြရအောင်လုံးစုံများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေကင်းစင်ဝေငြိမ်းအေးကြပါစေကြောက်တမကြောက်တနရများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေကင်းစင်ဝေငြိမ်းအေးကြပါစေမြင်အမမြင်အနရများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေကင်းစင်ဝေငြိမ်းအေးကြပါစေဝိနေနိနေနထွေများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေကင်းစင်ဝေငြိမ်းအေးကြပါစေဘဝဇာဆုံးမဆုံးများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေကင်းစင်ဝေငြိမ်းအေးကြပါစေရှိတုအလ္လာသုံးရခန္ဓာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေကင်းစင်ဝေငြိမ်းအေးကြပါစေကြီးငယ်အလားသုံးရခန္ဓာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေကင်းစင်ဝေငြိမ်းအေးကြပါစေသုကြုံအလ္လာသုံးရခန္ဓာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပယံဘေကင်းစင်ဝေငြိမ်းအေးကြပါစေလူအချင်းချင်းလက်ပါချင်းကင်းရှင်းကြပါစေအထင်သေးချင်းအချင်းချင်းကင်းရှင်းကြပါစေဆင်းရဲလိုချင်းအချင်းချင်းကင်းရှင်းကြပါစေဣတိနသစ္စဝိသေနအိစ္ဆပုရိတုမေသတံဣတိနသစ္စဝိသေနအိစ္ဆပုရိတုတေသတံ
ဧတိနာသစ္စာဝိသေနဧသောနှုတ်တံဖောထုတ်ပြန်၍ဟုတ်မှန်သောမေတ္တာစကားကိုပို့လွတ်လိုက်ရလေသောကြောင့်မေမောင်သေးခင်အောင်ကြည်တင်၍အောင်ခြင်းကိုများတပြည့်တော်အားဝတ္တုမကံအောင်ရအောင်မှုအောင်ကြောင့်ပြုသည်အောင်စုမင်္ဂလာအောင်ချမ်းသာကိုအောင်ဤစိတ်မှန်အောင်မြင်တောင်းလျက်အောင်ပန်းကိုမြတ်နေကြကုန်သောသာသနာတရားကသာသနာတရားကမဆွမ်းတကဆွမ်းတကမများနဲ့တကွဒုက္ခိတသရဝဒုက္ခိတသရဝအလုံးသောသရဝအပေါင်းတို့အားအိဆာလူအံသန္တာဟုသမျှသည်သဗ္ဗတာနိနေညာညာအခါမဆန်းအချင်းရှိတိုင်းမှာပုရိတုလောငါကုံလုံးပြည့်ပြည့်စုံရပါစေတည်းသာဓုသာဓုသာဓုပါဗျာသုံးလောကထုထသဗ္ဗညရှင်သာမြတ်ဖျားကိုလည်းပဲပူဇော်ပေးပြီးရှိရှိသမျှသောကြီးငယ်လလတရဝအလုံးကိုလည်းပဲမေတ္တာဘာဝနာပွားပြီးသွားပြီကုဏပူဇာအကျိုးဓမ္မတပင်တတယညတရားစပြီးတော့ဟောကြားရအောင်တရားကောင်းစဉ်ပေးထားတာမေ့သွားပြီသာသနာရှိတည်တံ့ရေးဖြစ်ပါသည်ဗျာရေးမှထားတာသာသနာအရှိတည်တံ့ရေးတရားတော်ဘုရားတို့အခုခိုးလုံခွင့်ရတဲ့သာသနာတော်ကြီးဒီသာသနာရဖတ်ကန်ကြီးဖြစ်တဲ့မြတ်စွာဘုရားပွင့်ထွန်းပေါ်ပေါက်ဖို့ဆိုတဲ့ဥစ္စာလွယ်လွယ်ကူကူမဟုတ်ပါဘူးဟိုပါရမီနှုတ်စဉ်ကာလတွေကမှဖယ်ထားလိုက်သူမိတာရှင်ရှိတဲ့ဘဝကလည်းစသူမိတာရှင်ရှိတဲ့ဘဝမှာဒီပင်ကရာမြတ်စွာဘုရားချစ်တော်ရင်းမှာနိဗ္ဗာန်စုကိုယူရင်အဲ့ဒီအချိန်ကရတယ်ဒါမှမယူခဲ့ဘူးတဲ့ခုကောဓမဗုဒ္ဓလောင်းလျာသူမိတာရှင်ရှိတဲ့ဘဝလက်တော်သို့ရလူနှင်းပွားဖြစ်တဲ့နိဗ္ဗာန်စုကိုမယူခဲ့ဘူးဘာဖြစ်လို့မယူခဲ့သလဲဩဃလေးဖြတ်သမုဒ္ဒရာရေပြင်ထဲမှာနစ်မျောပါနေကြတဲ့ဝေနေယတရဝါတွေတဲ့အလုံးပေါ့ဆရာတော်တွေလည်းပါတာတက္ကရာကမှလည်းပါတယ်အဲ့ဒီအလုံးဝေနေယတရဝါတွေကိုကဲတင်ခြင်းသေးတဲ့ဆိုတဲ့ရည်ရွယ်ချက်နဲ့လက်တော်ရောက်လူခါနေနိဗ္ဗာန်စုကိုမယူဘဲနဲ့လက်လွတ်ခဲ့တယ်အဲဒီကနေပြန်ဝိဒပါရမီဖြစ်ကျင့်လာခဲ့တာဝေတန္တရာမင်းဘဝအထိကဘာပေါင်းကလေးတင်ချီနဲ့ကဘာတသိန်းတို့ဖျားလောင်းပါရီလောက်ခဲ့လေပါရမီ10ပါးအရင်ကတော့ငယ်ငယ်ပြောနေကြပါရမီ10ပါးအပြာ30တဲ့ဟိုခေတ်တုန်းကတော့ပြာ30ခေတ်ရှိတာအခုခေတ်ပြာ30တွေပြာဓမ္မတွေဘယ်သူမှမသိတော့ဘူးပဲကလေးမှနော်အဲ့ဒါပါရမီ10ပါးကုသိုလ်အဖြစ်10မျိုးအဲ့ဒါကိုတို့ဖျားလောင်းဘဝပေါင်းမရည်တက်နိုင်ဘူးကဘာကောင်းကလေးသိင်ချင်တဲ့ကဘာတသိန်းကာလကြာအောင်ကြိုးစားခဲ့တယ်ပ
ပါရမီ7ပါးဘာဒီလဲဒါနသီလနိက္ခမပညာဝိရိယခန္တီသစ္စာအဋ္ဌမေတ္တာဥပက္ခာတူပဲပြောမှာလားအကျယ်မပြောတော့ပါဘူးပြောမှာကသောပါကအကြောင်းပြောမှာခုစတဲ့လာတာဖယားအဲ့တော့ကုသိုလ်10မျိုးအဲ့ဒါဘာတွေလဲတဲ့ဒါနသီလဘာဝနာအပ္ပဇာနာဝေယဝိသပါတိဒါနပတ္တနုမောဒနာဓမ္မသဝနာဓမ္မဒေသနာဒိဋ္ဌိဇုကမ္မပါရမီ10ပါးကုသိုလ်က10မျိုးမြတ်စွာဘုရားလောင်းလျာလေးအင်ချင်နဲ့ကပ္ပတသိန်းကာလကြာအောင်ဖြစ်ဖြစ်စီးပူးခတ်ပြီးတော့မှမဟာတက္ကရာတရား3ခုနဲ့ကဆုံလက်ပြည့်တဲ့ကဆုံလက်ပြည့်မိုးတော့ရံမှာဖျားဖြစ်တော့မယ်ဆိုတော့တိဋ္ဌရလောင်းလျာဖျားမဖြစ်ရေးဝိသပတိနတ်ပြည်မှာနေထိုင်တဲ့မာနမဲဝိသပတိနတ်မဲမဟုတ်ဘူးဝိသပတိနတ်ပြည်မှာနေထိုင်တဲ့မာနမဲကလာပြီးတော့ကဆုံလက်ပြမိုးတော့ရံရောက်တာနဲ့တိဋ္ဌရမင်းသားတပ္ပညောဒညာရပြီးတော့ဖျားဖြစ်တော့မယ်အဲ့ဒါဖျားမဖြစ်အောင်လက်နဲ့မျိုးစုံနဲ့လာပြီးတော့ပြစ်တာလက်နဲ့မျိုးစုံပဲထားရတော့အခုစီပြောနေရင်ပြီးမှမဟုတ်တော့နော်အဲ့တော့လက်နဲ့မျိုးစုံနဲ့ပြစ်တာသစ်ပင်တွေအကန်းတွေပြတ်ထွက်အပင်ကနေကျွတ်ထွက်ဒါမှအပရာစိတပလင်ထက်မှာတိဋ္ဌရမင်းသားမတုမလုံးပဲနဲ့ထိုင်ပြီးတော့လေးပင်ချင်းနဲ့ကပ္ပတသိန်းကာလကြာအောင်စီးပူးခတ်တဲ့ပါရမီတော်တွေကိုဆင်ခြင်တယ်သုံးသပ်တယ်ကုသိုလ်တွေကိုလည်းပဲပြန်ပြီးတော့နှလုံးသွင်းတယ်ဆင်ခြင်တယ်မိမိအားရံပြုလာတဲ့မာနမင်းကိုလည်းပဲမေတ္တာပို့တယ်ဒါကြောင့်ပြည့်လိုက်တဲ့လက်နဲ့ဘာတစ်ခုမှဖယားလောင်းကိုမထိဘူးမထိတဲ့အပြင်အဲ့ဒီလက်နဲ့တွေကလက်နဲ့အတွင်နဲ့မသွားပဲနဲ့ပန်းပပအတွင်နဲ့အပရာဇိတပလင်ရဲ့ခြေရင်းမှာမြတ်စွာဘုရားကိုပူဇော်တဲ့အနေအချင်းဝတ်ဆင်းပြီးတော့ခိုးလုံပူဇော်တယ်တဲ့အဲ့တော့ပါရမီဓာတ်ခံကောင်းရင်သက်မဲ့လက်နဲ့တောင်မှဇံမမုံနိုင်ဘူးထိမှန်ဖို့မရှိဘူးအဲ့တော့မြတ်စွာဘုရားလက်ကန်ထားခဲ့တဲ့ပါရမီ10ပါးကိုမမေ့နဲ့ကုသိုလ်10မျိုးကိုလည်းပဲမမေ့နဲ့အဲ့တော့ကုသိုလ်10မျိုးအဲ့တော့ကုသိုလ်10မျိုးဆိုပေမဲ့အခုသုံးနေတာဒါနသီလဘာဝနာအဲ3ခုထဲမှာပဲအကုန်လုံးပါဝင်တယ်အကျွမ်းဝင်နေတယ်နော်အဲ့တော့အဲ့ဒီတော့ဘုရားတို့ရဲ့မြတ်စွာဘုရားကပါရမီတွေဖြစ်ကျင်ပြီးတော့မှမဟာတက္ကရာတရား3ခုနဲ့ကဆုံလက်ပြည့်မိုးတော်ရမှာတပ္ပညုတဉာဏ်တော်ပိုင်ရှင်အဖြစ်တို့ရရှိတယ်အဲ့တော့လောကမှာဖယားပွင့်ထွန်းတာဟာလူတွေနတ်တွေပြမတွေချမ်းသာဖို့ပဲခုနပါရမီဖြစ်ခြင်းကလေးကမြတ်စွာဘုရားကြီးရဲ့ချက်ကလူတွေနတ်တွေပြမတွေကိုကဲတင်ဖို့ကြီးရဲ့ချက်နဲ့အခုဖယားဖြစ်သွားပြီဖယားဖြစ်တော့
လူတွေနဲ့ပြန်มาတယ်ချမ်းသာဖို့ပဲဖရာဖြစ်ပြီးလောကမှာအတုမရှိတတ်ပွင့်ဖရာကြီးပွင့်ပြီးနေနာမရှိဘူးဖရာဖြစ်တော်မူတဲ့နေ့အနေစပြီးတော့ပရိနိဗ္ဗာန်ဆံလွန်တာမူတဲ့မဟာတက္ကရာ148ခုနှစ်အထိ45နှစ်45ဝါကာလပတ်လုံးပိဋက3ဖြတ်ဒေသနာတော်တွေကိုဟောကြားခဲ့တယ်အခုဘုန်းကြီးတို့တင်တာအဲ့ဒီဒေသနာတော်တွေပဲမြတ်စွာဘုရားကလူတွေနဲ့ပြန်มาဒီချမ်းသာဖို့ဆိုပြီးတော့ဘာလုပ်ခဲ့လဲတရားတွေဟောခဲ့တယ်အဲ့ဒီတရားဒီသာသနာပဲပိဋကနဲ့ပြောရင်ပိဋက3ပုံပေါ့ဓမ္မခန္ဓာနဲ့ပြောဓမ္မခန္ဓာပေါင်း8400အဲ့ဒါကိုဟောခဲ့အဲ့တော့ဟောခဲ့တော့မြတ်စွာဘုရားပရိနိဗ္ဗာန်စံခါနီပရိနိဗ္ဗာန်စံခါနီဆိုတဲ့နေရာမှာမြတ်စွာဘုရားကမနမင်းကိုဂတိပေးလိုက်တယ်နတ်3လိုက်တယ်မနမင်းကအမြဲလိုက်ပြီးတော့မြတ်စွာဘုရားပရိနိဗ္ဗာန်စံလို့ရပြီလူတွေနဲ့ပြန်มาဒီအတွက်လည်းတရားဓမ္မတွေဟောခဲ့ပြီးပြီအဲ့တော့ဘုရားပရိနိဗ္ဗာန်စံဖို့ပဲမနမင်းကလိုက်ပြီးတော့လျှောက်တယ်အဲ့ချိန်မှာအရှင်အနန္ဒာကရှောက်ရမှာကိုအနန္ဒာကမာနမင်းရဲ့လက်ကွက်နဲ့မိတ်တယ်နော်ရှောက်ဖို့မြတ်စွာဘုရားကိုရှောက်ဖို့မိတ်တယ်နော်မြတ်စွာဘုရားကအရေးအယံပြတယ်ချစ်တဲ့အနန္ဒာတဲ့ပြည်စည်းထမြောက်ခြင်းရဲ့အခြေခံပြည့်တဲ့အိဋ္ဌိပတ်၄ပါးကိုမြင်ဝဲထားတဲ့ပုဂ္ဂိုလ်ကျင့်သုံးထားတဲ့ပုဂ္ဂိုလ်ဆိုရင်အာယုကတကနေနိုင်တယ်အာယုကထက်ပိုပြီးတော့လည်းပဲနေနိုင်တယ်အရေးကြောင်ပြောတယ်အနန္ဒာကမတောင်းဘူးအာယုကပတ်လုံးနေပေးပါဖရာဆိုတဲ့စကားလုံးတစ်ခေါက်မှမထွက်ဘူးမနမင်းလည်းဟိုမှာပရိနိဗ္ဗာန်စံဖို့အမြဲလိုက်လျှောက်တော့ဂတိပေးပြီးမှမာနမင်းကိုဂတိပေးပြီးမှမာနမင်းကအနန္ဒာကိုဖွင့်ပေးလိုက်တယ်အဲ့တော့မှအနန္ဒာကမြတ်စွာဘုရားကိုလျှောက်တော့နောက်ကျသွားပြီအဲ့တော့မာနမင်းကိုငါဂတိပေးပြီးရောပြီငါပရိနိဗ္ဗာန်3လရောက်ရင်ပရိနိဗ္ဗာန်ဆံတော့မယ်အဲ့ဒါဒီလိုဆိုတော့မြတ်စွာဘုရားပရိနိဗ္ဗာန်စံရင်တဲ့ဒီဘုရားတို့ဘုရုကိုခြေရခိုးရမလဲတဲ့ယောဝအာနန္ဒမယဓမ္မောဇဝိနည်းဇဒေတိတောသောဝမမေဇေနတထာအာနန္ဒจิตအာနန္ဒမယလူသုံးဥဒွေဆရာငါဖရာသည်ဝေါ်တင်จิตတို့အားဓမ္မောဇတုတ်ပိဓမာကိုလည်းပဲဒေတိတော်ဟောတော်မူအပ်ပြီးဝိနည်းဇဝိနည်းတော်ကိုလည်းပဲပညာတတ်မူအပ်ပြီးจิตအာနန္ဒတဲ့ငါဖရာကသင်จิตတို့အတွက်သုတ်ပိဓမာဆိုတာလည်းပဲဟောထားခဲ့ပြီးဝိနည်းကျင့်ဖို့အနေအချင်းလည်းပဲပညာခဲ့ပြီးအဲ့ဒီငါဟောခဲ့ပြီးတဲ့ပညာထားပြီးတဲ့သုတ်အပိဓမာဝိနည်းဒေတိပင်လင်ငါဖျက်ပြိနိဗ္ဗာန်ဆောင်ရမှုပြီးတဲ့အခါမှာသင်တို့ရဲ့ဆရာပဲတဲ့တို့ဖယားကသူကိုယ်စားပါထားခဲ့တရားတွေထားခဲ့တယ်သူဟောခဲ့တဲ့တရားတွေမမေ့အောင်မပြတ်အောင်ဒါကြောင့်အဲ့ဒီဟောခဲ့တဲ့တရားဒီပင်လင်သာသနာလို့ခေါ်တယ်
စောစောပြောပြီးပြီအဲ့ဒီသာသနာတော်တွေကိုမပြောက်မပြည့်အောင်ထိမ့်သိမ်းထားရင်ญาဝဇဓမ္မဝိနည်းဒိဋ္ဌတိတာဝအနတ္တိတသတ္တုကမေဝဘာဝဇနံญาဝဇအကျင့်မြတ်လောသောကာလပတ်လုံးလည်းပဲဓမ္မဝိနည်းသောပထမဝိနည်းသည်ဒိဋ္ဌတိမပြောက်မပြတ်အရှိခန့်၍တည်တတ်နေသည်၏တာဝထိုမြတ်လောသောကာလပတ်လုံးဘာဝဇနံငါပြဟောကြားတော်မူသောတရားဒေသနာတော်တွေသည်အနတ္တိတသတ္တုကမေဝမလွန်သေးသောဆရာရှိသည်သာလျှင်ဟောတိဖြစ်၏ငါဖျားဟောခဲ့တဲ့သုတ်ပုဒ္ဓမဝိနည်းတွေတည်နေသေးသည်မြကာလပတ်လုံးကသာသနာမကွယ်သေးဘူးဆရာဖျားဆိုတာရှိသေးတယ်အဲဒါတော့အဲ့လိုဟောခဲ့ပြီးလို့3လကြာမြတ်စွာဘုရားပြိဋိဘံစံပြိဋိဘံစံလို့9ရက်မြောက်မှာတန်ခါအစည်းအဝေးကြီးလာတန်ခါ9သိန်းစုဝေးလာအဲ့ဒီအရှင်မကတ္တဗနောက်မှာပါလာတဲ့ရဟန်းတော်တွေထဲမှာသုဘဒာဆိုတဲ့တောထွက်အသက်ကြီးမှရဟန်းပြုတဲ့တောထွက်ကြီးတစ်ပါးပါလာဒီကိုရောက်တော့ဘုဒ္ဓဇင်ယဟန်ဒီဘုဒ္ဓဇင်တက္ကတက္ကမတွေကမြတ်စွာဘုရားပြိဋိဘံစံသွားတဲ့အတွက်စိုးရင်ပူဆွေးပြီးတော့ငိုကြွေးကြအဲ့ဒါတောထွက်ကြီးကပါပြောတော့မစိုးရင်ကြနဲ့မငိုကြွေးကြနဲ့အကျိုးမရှိဘူးတဲ့အရှင်ဂေါတမရှိနေတဲ့အတွက်ဒါဟာဖြစ်မအပ်ဘူးဒါဟာဖြစ်အပ်တယ်ဒါကိုမလုပ်ရဘူးစသည်အဖြစ်ချုပ်ချယ်နေတယ်တဲ့အခုရှင်ဂေါတမပြိဋိဘံစံတော်ပြီဖြစ်တဲ့အတွက်တို့လှုပ်ချင်တယ်လှုပ်လို့ရပြီတဲ့ဒါလူကြီးဖြစ်တဲ့အခါမှာအဲ့ဒါတတိထားဖို့လိုတယ်နော်ဖယားကိုယ်တိုင်ကအပြောခံရတယ်နော်သာသနာတန့်ရှင်းဖို့တည်တံ့ဖို့အတွက်ဝိနည်းသိက္ခာဖို့တွေပညာခဲ့တဲ့အဲ့ဒါကိုတောထွက်ကြီးကသူတို့ကိုချုပ်ချယ်တဲ့ဆိုပြီးတော့မငိုကြွေးကြနဲ့ငိုကြွေးနေလို့အကျိုးမရှိဘူးအခုဂေါတမဗုဒ္ဓပြိဋိဘံစံပြီးတို့လှုပ်ချင်တဲ့အလုပ်လုပ်လို့ရပြီတဲ့ဒီရွာမှာလည်းရှိလားအဲ့တော့ဖယားကိုယ်တိုင်အပြောခံရတယ်ဆိုတော့ဘုန်းကြီးတို့ကတော့အေးဆေးပေါ့ဘုဒ္ဓဘာပြောမကြားတယ်လို့ကနေလားအဲ့ဒါသိချမ်းသာတော့ပြောပေါ့ဒါမှဖယားကိုအတူယူဖယားကလေးသိင်ချင်းနဲ့ကပ္ပတသိန်းကာလကြာအောင်ဖြစ်ကျင်ခဲ့တဲ့ပါရမီတော်တွေကြောင့်ဘုဒ္ဓဘာပြောဖယားမတုံလို့ဘူးတဏမာနထိဋ္ဌိဆိုတော့တန္တရာနဲ့ချက်တတ်တဲ့ပပ္ပင်္စတရားမြတ်စွာဘုရားမှာလုံးဝမရှိတော့ဘူးဒါမှဘုန်းကြီးတို့ရှိသေးတယ်နော်တိခဏတော့တိခဏဘောတိမခဏရင်တော့ပြေးမယ်တော့နည်းနည်းလွတ်မှာပေါ့အဲ့တော့ဖယားအတုယူမှဆိုရင်တော့အပြောခံနိုင်ရမယ်တိခံနိုင်ရမယ်အဲ့တော့ဖယားယုတ်ကလတော်ကြီးတေဇောဒမလောင်သေးဘူးနော်ပြိဋိဘံစံလို့9ရက်ပဲရှိသေးတယ်အဲ့ဒီစကားတွေထွက်လာအဲ့ဒီစကားတွေထွက်လာတော့ဒီတန်ခပရိသတ်ကြီးရလည်းပဲ9သိန်းတောင်ရှိတယ်ဆိုတော့နောက်တစ်ခါဒီပရိသတ်မျိုးရဖို့ဆိုတာမလွယ်ဘူးမလွယ်တော့အဲ့ဒါအရှင်မကတ္တဗကပဲတန်ခါနဲ့တင်ထားရင်ကောင်းမယ်ဆိုပြီးတော့စီးဝေးမှာတင်ပြလိုက်တာတန်ခါနဲ့တင်ဖြစ်သွားတော့ဘုရားတေဇောဒတွေလောင်ကျွမ်းပြီးကုန်တဲ့အခါကျတော့မှတန်ခါနဲ့တင်ခဲ့လို့အခုထိလက်ဆင့်ကမ်းပြီးတော့တန်ခါနဲ့6တန်တင်ခဲ့ပြီးပြီအဲ့တော့တန်ခါနဲ့တင်ပြီးလို့အခုပထမတန်ခါနာဒုတိယတန်ခါနာတတိယတန်ခါနာကနှုတ်တဲ့အာကော
ပါဇာကနေပဲနှုတ်တဲ့အာကောင်ဆောင်ခဲ့ရတယ်သတုဒ္ဒတန်ခါနာကြတာဒီဟိုကျောင်းမှာအဲ့ဒါပေထဲအခရာပေစာရွက်ပေါ်မှာရေးပြီးတော့တင်ထားတယ်မင်းတို့မင်းလက်ထက်ပင်စမတန်ခါနာကြတာကြောက်ထက်စာကြောက်ထက်မှာကြောက်ပြားမှာရေးထားတယ်အခုမန်းလေးသွားရင်ကုသိုလ်တော်ဖျားမှာသွားဖူးလို့ရသေးတယ်ရှိသေးတယ်ထင်တာပဲငလျင်တော့မမျိုးတော့သေးပါဘူးအဲ့တော့ငလျင်ကအခုကမြို့ပြီးရင်ပြန်အံသေးတယ်တဲ့မြို့သွားပြီးပြန်အံထွက်တယ်အခုကံကောင်းလို့ဒါတို့ဒီအားလုံးကံကောင်းလို့ငလျင်အမျိုးမခံရဘူးအဲ့တော့ကံကောင်းအောင်ဆက်ပြီးတော့ကြိုးစားမယ်ဒါကြောင့်သတ္ထတန်ခါနာကြတော့ကဘာအေးနော်ကဘာအေးပါဒနာလိုင်းကူမတင်တဲ့1316ခု1316ခုတင်ပြီးတဲ့ခါကျ1318ခုမှပြီးပါသူကြတော့စာအုပ်ထမှာစက်နဲ့စက်တင်တဲ့တန်ခါနာစာအုပ်တွေတင်ထားပြီးတော့တန်ခါနာစာအုပ်တွေတင်ထားတယ်အဲ့တော့စင်ကင်စင်ကဲထေရဝါဒဆရာတော်ကြီးတွေထင်းသိမ်းလာခဲ့လို့ဒီကနေ့ဘုန်းကြီးတို့သာသနာမှာဆုံးခွင့်ရတယ်ကြုံခွင့်ရတယ်သာသနာကိုကြီးညိုခွင့်ရတယ်ပူဇော်ခွင့်ရတယ်အဲ့တော့မြတ်စွာဘုရားရဲ့သာသနာရဲ့အရေးဆိုတာဘာလဲတဲ့ဆွမ်းသင်္ကန်းကြောင်းဆေးအဲ့ဒါတွေတက္ကရာမတွေဆွမ်းမလှူဘူးလားလူပါတယ်ဗျာဆွမ်းမလှူရင်ဘုန်းကြီးတို့တပါးရှိမှာမဟုတ်သင်္ကန်းကောမလှူဘူးလားလူပါတယ်ဗျာပေါ်လို့ဦးဇင်းတို့ငယ်တုန်းကသင်္ကန်းရှားပါတာနော်ဆရာတော်ကိုယ်တိုင်ကဆရာတော်တွေကိုယ်တိုင်ကချုပ်ပြီးတော့ဖင်မှာအရာတွေနဲ့သင်္ကန်းချုပ်ကထင်သင်္ကန်းဆိုလို့ရှိရင်လည်းသံဃာအပါစစ်မရဘူးဂျုံကြကသံဃာ90လောက်ပဲရှိတယ်ပါစစ်မရဘူးမဲနဲ့ရတယ်မဲမပွားရင်သင်္ကန်းဖို့တစုံမအစိတ်အခုပြောရည်မောဘုရားအစိတ်တွေပဲအစိတ်တန်မှမရှိတော့လားမသိလို့လားအဲ့တော့ဟိုတုန်းကပြောတာအခုမဟုတ်ဘူးအဲ့တော့ဆင်းရဲခဲ့တာပြောတာဟောအခုပေါ်သွားပြီသင်္ကန်းတစ်စုံ1000တန်2000တန်ဆိုဝယ်မလူနဲ့ဘယ်သူမှမဟုတ်ဘူးအဲ့တော့အခုစာသင်သားတွေကံကောင်းတာစာသင်သားတွေကံကောင်းတယ်ဆိုတာလည်းပဲထောက်ပံ့တဲ့တရားတွေကလည်းပဲကောင်းလို့သာသနာချီးမြှောက်တဲ့နေရာမှာလည်းပဲတတိထားဖို့လိုတယ်ဒါကြောင့်ဆွမ်းသင်္ကန်းကြောင်းဆေးဆိုတဲ့ပစ္စည်း၄ပါးကသာသနာရဲ့အရေးပဲအဲဒီသာသနာရဲ့အရေးဆွမ်းသင်္ကန်းကြောင်းဆေးဆိုတော့ခိုးလုံခွင့်ရတယ်သာသနာရဲ့ပင်စီကြည့်လိုက်တော့အပွေးဆိုတာရှိတယ်အဲ့ဒါသီလပဲကိုကျင့်သီလကောင်းဖို့လိုတယ်ကိုကျင့်သီလကောင်းရင်တောင်းတန်ရတယ်တတ်တန်ရကိုကျင့်သီလမကောင်းလို့ပေါ့ကျုပ်တို့တောင်းလို့မရဘူးဖြစ်နေမှာနော်ကိုကျင့်သီလကောင်းရင်တောင်းလိုက်တာနဲ့ဖယားပွင့်တော်မုံပြီးကြားတာနဲ့ရသက်တွေ900ဖယားကိုတော့ဘူးမယ်တော်လန့်ခီးနဲ့လာညောင်မကြီးအပင်အောက်ရောက်တော့မောနဲ့ဝင်ပြီးတော့အရိတ်ခိုးတယ်အဲ့တော့ရသက်ကြီးကပါပြောတယ်မောနဲ့ဆိုတော့တောက်ရည်လေးတစ်ခွက်ရရင်ကောင်းမှာပဲတောက်ရည်တစ်ခွက်ချပေးတယ်ညောင်ပင်ဆောက်တဲ့နတ်ကတောက်ရည်တစ်ခွက်ချပေးစားတယ်ဆိုတော့ဆုံးလေးနည်းနည်းစားရရင်ကောင်းမှာပဲဆုံးချပေးတယ်ချိုးရည်လေးရရင်ကောင်းမှာပဲချိုးရည်ချပေးတယ်
ဒါသီလစင်ကြယ်ရင်အဲ့တော့သီလစင်ကြယ်တဲ့ကတယောက်နှစ်ယောက်မစင်ကြယ်တဲ့များဆိုလည်းပဲများနောက်ပဲလိုက်ရမှာပေါ့ဟုတ်လားအဲ့တော့သီလစင်ကြယ်လို့ရှိရင်တောင်းတတရနိုင်တယ်ကဲသာသနာမှာအပွေးဆိုတာသီလသမာဓိအခွန်အခသာသနာရဲ့အခွန်အခောက်ကသမာဓိသမထအဲ့ဒါသမထဘာဝနာပွားများရင်လည်းပဲသာသနာရဲ့အခွန်အခောက်ကိုခွာကြည့်တယ်နဲ့တူတူပဲနောက်သာသနာရဲ့အကာကတော့ဝိပဿနာဘာဝနာကိုပြောတာဒါနသီလသမာဓိပညာဒီလေးခုကိုအရင်စိုက်ပြီးတော့ကြိုးစားမယ်အားထုတ်မယ်ဆိုရင်မဲ့ညာဖူညာနိဗ္ဗာန်ဆိုတဲ့လောကုတ္တရာသာသနာရဲ့အနှစ်ကိုရမယ်အဲကြောင့်သာသနာနဲ့ဆုံတဲ့အခါမှာသာသနာရဲ့အနှစ်သာရဆိုတာမဲ့ညာဖူညာနိဗ္ဗာန်အဲ့ဒါရအောင်ကြိုးစားဖို့လိုတယ်အဲ့တော့အဲ့ဒါဒီကဘယ်ကလာလဲဆိုတော့ပရိယကလာတာပရိယတိစာပေကိုသင်္အန်ကျိုးကုတ်အမထုတ်ပဲနဲ့ကြင်ကြံကျိုးကုတ်အထုတ်နေတယ်ဘယ်လိုမှမရဘူးအဲ့တော့လိလကျိုးကုတ်အထုတ်တော်လည်းပဲအတွေ့အကြုံမရှိရင်ပြောလို့မရဘူးနော်မနှက်ပြန်တစ်ဘက်ခါသောပါကပူဇော်ပွဲသူလည်းတဏှာထက်ထားတယ်စာသင်တိုက်ကစာသင်ကားတွေစာမရတာမဟုတ်ဘူးအတွေ့အကြုံမရှိတဲ့ပြိဿတွေဩကာသဆိုတာနဲ့ပဲဖုံးကြီးကနှလုံးတုံနေကြအတွေ့အကြုံရှိတဲ့လူနဲ့အတွေ့အကြုံရှိတဲ့လူကအဆိုတော်တွေဆိုတီလုံးတန်ကြားတာနဲ့လုံနေပြီဟုတ်လားဘုန်းကြီးတို့ဓမ္မဂတိကဆိုရင်တရားကကြားရင်ဟောခြင်းဘယ်နာမှဟောပဲစာသင်တဲ့ဘုန်းကြီးတွေစာမရတာမဟုတ်ဘူးစာရရစီပဲအခုအလုံးထဲမှာအနည်းဆုံးကိုအခုသောပါကတော့သင်ထားတဲ့သင်္ကြုဆိုတာအဘိဓမ္မာသုတ်ဝိနည်းအဘိဓမ္မာထဲမှာအဘိဓမ္မာသည်ပဏမထတရားအနှစ်သာရစစ်မရတာမဟုတ်ဘူးမပြောရတာမဟောရတာအဲ့ဒါဘာကြောင့်လဲဆိုအတွေ့အကြုံမရှိလို့ဘုန်းကြီးတို့လည်းဒီတိုင်းပဲငယ်တုန်းကဆရာတော်တွေကတရားမဟောရဘာကြောင့်မဟောရလဲဆိုတာမသိဘူးဆရာတော်မဟောရင်မဟောပါဓမ္မတိရိယသွားလို့တော့ရန်ကုန်မှာနေတဲ့နေ့မှာဖြာခြင်းကတ်ရအဲ့ဒီကိုတော့မြင်းချံနှစ်ထိုးကြီးပဲကအသားကမဲပြောင်းအသံကကောင်းတော့တိတိကူဆရာရောရဲ့ခွေတွေကိုလေ့ကျင့်တော့ခဏကြာတရားတစ်ပွဲလာဟောတော့ပဲခဏကြာတရားတစ်ပွဲလာဟောပြန်ပြီတရားနောက်လိုက်ပြီးတော့တရားခွေဘုရားကက်ဆက်ခွေနဲ့လိုက်ဖမ်းတဲ့တက္ကမတွေကလည်းပေါ်ဘုရားတို့ကြတော့ဘာမှမလုပ်တတ်တော့ဘာမှလိုက်တဲ့လူမရှိနော်တက္ကမလည်းမရှိဘူးတနေ့ကြတော့အရှင်ဘုရားဒီနေ့စာပါနားတယ်နော်စာပါနားတယ်ဆိုတော့တပည့်တို့လိုက်ကြည့်ရင်ရမလားရပါတယ်ဘုရားအဲ့ဒီပြောတော့လိုက်ပါရောဂုတ္တလိစီနာမှာတရားပွဲဖြစ်တယ်အိမ်ပေါ်မှာကတန်ခါချင်း3-4ပါးနေခဲ့သူကတော့မန္တထဲမှာဆင်းပြီးတရားဟောတယ်ဦးဇင်းတို့ကတော့ကုန်းရာစားတရားတွေကကုန်းရာစားပေါ့အချွေတောက်တတ်တဲ့လူကချွေတောက်တရားလုံးစားတဲ့လူကတရားလုံးသားတရားပွဲမန္တကိုလှမ်းကြည့်လိုက်တော့တက္ကမတယောက်အဲ့ဒီကိုတော့ဖူးနေတာတစ်ချက်မှကောင်းမဟုတ်ဘူးနော်
ဒါကိုတော့အသားမဲနေတာသူမျက်စိထဲမှာလင်းနေလို့ဖြစ်မှာပေါ့အဲ့မှာကြည့်နေပြီးသွားရောပြန်လာရောသူတော့မသိဘူးသူမသိဘူးသူ့ကိုပြောပြတယ်ကြောင်းရတော့ဒကမတရားကိုတော့တရားခေါ်ရင်လည်းသူပလင်ထောက်ကနေကြည့်နေတာတပည့်တော်ပေါ်ကနေအကဲခတ်ကြည့်တယ်တရားပွဲပြီးတဲ့အထိအဲ့လိုပဲကြည့်နောက်နေ့မိုးလင်းတော့နေ့လေစောစားပြီးပေါ့အဲ့တော့မယ်ဆိုတော့ကားတစ်စီးဝင်လာဆလုံးကားတစ်စီးဝင်လာတယ်နောက်လိုက်က4 ယောက်အဲ့တကမပါလာဖြစ်ချင်တော့ဆရာတော်နဲ့မသက်ဆောင်တော့ဦးဇင်းဖျားတဲ့ညကတရားဟောတဲ့ဖုံဖုံပမာလဲတဲ့ခေါ်ပေးမယ်တော့ခေါ်ပေးလိုက်တယ်ခေါ်ပေးလိုက်တော့တငယ်ချင်းတွေရဲ့အခန်းနဲ့သွားတာဟိုမှာအခန်း2 ပါးနေတာဦးဇင်းတို့က2 ပါးသွားတော့4 ပါးတက္ကမက9 ယောက်စကားထိုင်ပြောကြတော့အဲ့ဒီတက္ကမပဲဖုံဖုံဖျားတဲ့ညတော့ဖုံဖုံတရားဟောတာလေတဲ့ဖုံဖုံရဲ့နှခမ်းဘယ်လိုလှမှမသိဘူးတဲ့ကဲလက်ဆက်တော့ဆရာတော်တွေငယ်ငယ်တုန်းကတရားမဟောခိုင်းတာအဲ့ဒါကြောင့်ကိုခုမှသဘောပေါက်တယ်အဲ့ဒါကြောင့်လည်းသဘောပေါက်တယ်အဲ့တော့အဲ့ဒီကိုတော့ဓမ္မတရားမပြီးဖြစ်ဘူးဒီလောက်ရပြီနော်သဘောပေါက်ပြီအဲ့တော့ဓမ္မတရားမပြီးဖြစ်သွားဘူးအဲ့တော့အသားမဲလဲပဲမျက်စိတက်ရင်ဇာနိကံပြောသလိုပဲဖြစ်သွားတာပဲမျက်စိတက်တော့ကိုဇာနိကံဟောတဲ့ခွေတွေလက်တောင်ကြည့်လိုက်ကြောက်ပါမှာခွဲတွေကနိုင်လို့ဖြစ်လက်နိုင်လို့မရဘူးဒါမှကိုမျက်စိထဲမှာပချိုက်ခွဲလို့ရတယ်ဟိုကသွားခေါ်နေတော့မျက်စိကမေးနေမျက်စိထဲမှာကပြုံးနေတာပဲအဲ့တော့သောပါက30မပြည့်သေးဘူးနော်ဒါကြောင့်တရားမဟောသေးဘူးဆရာတော်တို့တရားဟောတာဘယ်မှာကျောင်းတိုင်ဘုန်းကြီးဖြစ်တာ44 နှစ်မှာကျောင်းတိုင်ဘုန်းကြီးဖြစ်တယ်မဟောသေးဘူးတရားမဟောကြာဘုန်းကြီးတွေဟောတာဆရာတော်မဟောနောက်ပိုင်းကျတော့မဟောလို့မရလို့ဟောတာနော်အခုလည်းအတန်ကြောင့်ဟောတာမဟုတ်ဘူးအဲ့ဒါကိုသိတဲ့ဥစ္စာလေးအဲ့တော့တရားကောင်းစဉ်ကသာသနာတည်တံ့ရေးပါဗျာအရှိတည်တံ့ရေးတရားတော်တဲ့အဲ့တော့မြတ်စွာဘုရားကအရှင်အနန္ဒာတဲ့တန်ဃာတော်တွေကိုဓမ္မယုံနဲ့စုထားလိုက်တဲ့စုပြီးရင်ငါ့လောက်ရှာအရှင်အနန္ဒာကတန်ဃာစုပြီးတော့ဘုရားရှင်ကိုလက်ဥချီတော့တတ်မြတ်စွာဘုရားကကြွလာတယ်ကြွလာတော့ဖြစ်သားတို့တဲ့ထူးသောဉာဏ်ဖြင့်သူဟောတာကသူကိုယ်တိုင်ထူးသောဉာဏ်ဆိုတော့ဘာဉာဏ်လဲသဗ္ဗညုတ္တဉာဏ်ထူးသောဉာဏ်ဖြင့်ဟောကြားအပ်တဲ့တရားတွေကိုသင်္ချစ်သားတို့ကမင်းဝဲမယ်ပွားများမယ်ကျင့်ကြံမယ်ဆိုရသာသနာကမကွယ်နိုင်ဘူးတဲ့သာသနာတည်တံ့ပါလိမ့်မယ်တဲ့အဲ့ဒီတရားအလုံးထဲမှာချုပ်လိုက်တဲ့ခါကျတော့သင်္ကြန်မှာအခုဖွေးလူထွက်လာသိပါလားသမုတ်စီပိုင်းမှာဘောဓိပက္ခယတရား38 ပါးအဲ့ဒီတရားတွေကိုကျင့်ကြံမယ်မိဝဲမယ်ပွားများမယ်ဆိုရင်သာသနာမကွယ်ဘူးသာသနာတည်တတ်နေတယ်အဲ့ဒီသာသနာအကျင့်မြတ်မှာရှိနေတဲ့အတွေ့
လူတွေချမ်းသာမယ်နတ်တွေချမ်းသာမယ်လောကကြီးလည်းပဲချမ်းသာမယ်ဒါကြောင့်တတိပဋ္ဌာန်သမပဋ္ဌာန်အိဋ္ဌိပတ်ဣန္ဒြေဘောဇဉ်မဂ္ဂင်ခုနှစ်မျိုးအပွားထုတ်လာတော့38ပါးရှိတယ်တတိပဋ္ဌာန်ဆိုတာကြံရောက်ပြီဆိုရင်သွားပြီးတော့တရားမှတ်နေကြတယ်တတိပဋ္ဌာန်တရားတွေပဲတတိပဋ္ဌာန်၄ပါးဒီလောက်ပဲပြောရမှာနော်အချိန်မရှိဘူးတတိပဋ္ဌာန်သမပဋ္ဌာန်ဆိုတာကဝိရိယကိုပြောတာကုသိုလ်နဲ့အကုသိုလ်ကိုပယ်ရမယ်ဖြစ်ပြီးတဲ့အကုသိုလ်ကိုပယ်ရမယ်မဖြစ်တဲ့အကုသိုလ်ကိုမဖြစ်အောင်လည်းပဲကြိုးစားရမယ်ဒါသမပဋ္ဌာန်ဝိရိယကြိုးစားရမယ်အဲ့တော့ဖြစ်ပြီးတဲ့အကုသိုလ်တွေပယ်နိုင်အောင်ကြိုးစားရမယ်မဖြစ်သေးတဲ့အကုသိုလ်တွေမဖြစ်အောင်ကြိုးစားရမယ်ဒါအကုသိုလ်အတွက်ကုသိုလ်အတွက်ကမဖြစ်သေးတဲ့ကုသိုလ်တွေကိုဖြစ်အောင်ကြိုးစားရမယ်မဖြစ်တဲ့ကုသိုလ်တွေကိုဖြစ်အောင်ဆိုတော့ဂျူမဆိုရင်တော့ကုသိုလ်ကအများကြီးပဲဖတ်စာကုံမှကုသိုလ်ရတာမဟုတ်ဘူးဖတ်စာမရှိဘဲနဲ့လည်းပဲအခမဲ့ကုသိုလ်တွေအများကြီးပဲအခမဲ့ကုသိုလ်ဖယားရှိမှထိုင်ပြီးတော့ဖယားရှိခိုးနေရကုသိုလ်မဖြစ်ဘူးလားဖြစ်ပါတယ်ဗျာအရင်ဆိုင်ရလားစိုက်စရာမလိုပါဘူးတပြားမှပေးစရာမလိုဟုတ်လားအရင်တပြားမှပေးစရာမလိုအဲ့တော့အရင်မဆက်ရတဲ့ကုသိုလ်ရှိတယ်လို့အရင်မဆက်ရတဲ့အကုသိုလ်လည်းရှိတယ်လိမ္မာလောက်တာကိုကြည့်ပြီးတော့အိတ်သာမသရိယလွမ်းမိုးပြီးတော့မှကပ်ဖာရပ်ဖာလူရှိလူအမြင်ကောင်းအောင်အဲ့လိုဒီလိုဆိုတော့သူစိတ်ထဲမှာအိတ်သာနဲ့မသရိယဝင်နေတယ်အိတ်သာနဲ့မသရိယဆိုတာကုသိုလ်လားအကုသိုလ်လားအကုသိုလ်ပါဗျာအဲ့တော့ဖတ်တံပေးရလားပေးစရာမလိုပါဗျာအခမဲ့အကုသိုလ်မှတ်ထားလားနော်မှန်ပါဗျာအခမဲ့အကုသိုလ်နဲ့အခမဲ့ကုသိုလ်ပါဗျာအေယထဘုရားရှိခိုးတရားထိုင်တရားမှတ်အမေဖေးတွေဝေယဝိဇ္ဇပြုလုပ်ပြီးကုသိုလ်မရဘူးလားရပါတယ်ဗျာလှုပ်လားလှုပ်လားဆိုတော့ဝေးသေးတော့မန္လေးနေတုန်းကဆရာတော်ဟာမန္လေးမှာမိုးရွာလို့ရှိရင်ဆုံးခံထွက်လို့မရဘူးဆုံးခံထွက်လို့မရတော့ကိုအချင်းချင်းပတ်စံစုပြီးတော့ဝယ်ပြီးတော့ချက်အဲ့ဒီဆရာတော်ကမဝယ်ရအောင်စုထားပေးတယ်ထင်းလည်းပဲဆရာတော်ပဲစိုက်ထားတယ်ဆန်စီအာလူကြက်သွန်အားလုံးဆရာတော်ရှိတယ်မိုးရွာတော့ဆုံးကထွက်လို့မရတော့နိုးရသားနဲ့သင်္ကန်းထဲကနေချောင်းကျင်ဘယ်သူထလာပေါ့မထဘူးအဲ့တော့မထတော့မနေတာမထန်တာသွားပြီးတော့အဖွားကြီးမှသွားယူချက်ပြုတ်နှစ်ခါသုံးခါပြီးတဲ့ခါကျတော့ဆရာတော်ခေါ်ထားခဲ့လိုက်မပြီးတော့ဘူးပြန်ထားခဲ့လိုက်သူနဲ့လည်းဖုံးပေးတယ်ဒီကိုယ်တော်တွေပြင်းသလားမပြင်းသလားကြည့်ဆန်လည်းထုတ်တာပြီးတယ်စီလည်းထုတ်တာပြီးတယ်အကုန်လုံးအပြည့်စုံထုတ်တာပြီးတာကိုဇာတင်သာလောကနိုးရတာနဲ့မနိုးအောင်နောက်ကြည့်နေသင်္ကန်းထဲကနေဘယ်သူထလာပေါ့ထားတဲ့လူမတွေ့ရင်မထသေးဘူးအဲ့ဒီမျိုးနေတာနော်အဲ့တော့ဇာတင်သာဘဝမှာလည်းပဲအခုဒီအဆင့်အထိအောင်မြင်ဖို့ဆိုတဲ့ဥစ္စာအများကြီးဖြတ်တန်းကြရတယ်နော်ဒါတော့ဘာကဆိုသူတို့အသိကောင်းမဲ့ဘယ်လိုဖြတ်တန်းကြရလဲဆိုတော့ဆရာတော်တို့ဆိုရင်ကိုရင်ဝတ်တော်ကဥရှိသိန်းတို့နဲ့တူတူပဲအကြီးတန်းအောင်တော့
ကိုရင်ဝတ်နဲ့ပဲဓမ္မတိရသွားလုံးမှာဆိုတော့စာချဘုန်းတွေလူထွက်ကုန်တော့စာမတင်ရအောင်စာချပေးရတာကိုရင်ဝတ်နဲ့စာချပြင်းနေပြီအဲ့တော့ကိုချပေးလိုက်တဲ့ခလေးကအကြီးတန်းအောင်လာတော့ကိုနဲ့တန်းတူသွားပြီတန်းတူသွားတော့ဒါအခုမှမဟုတ်ဘူးနော်နှစ်ပေါင်း50ကျော်ကျော်တော့သူကတော့မတ်တမတ်ဖြစ်ပါလိမ့်မယ်အနောက်ကနေလက်တီနဲ့ရွယ်တယ်ဟိုမှန်လေးကနေခေရမြင်ရတယ်ဟမ်ဆရာတော်ကမှန်လေးကနေမြင်ရတယ်အဲ့ဒါသူ့ကိုခေါ်လိုက်တယ်ထားရွာကထွက်လာတဲ့နေ့ကနေ့အမေပဲလို့မှားလိုက်လေကောင်းရင်လည်းပဲဥစဉ်ပဲနော်တဲ့မကောင်းရင်လည်းပဲဥစဉ်ပဲနော်တဲ့စိတ်ချလက်ချတပုတော်ထက်ပြလိုက်ပြီတဲ့အဲ့ဒါခေါ်လာမြို့ရောက်တော့စာကြက်ခံကြည့်တဲ့အခါညံကောင်းတော့တနေ့တန်းအောင်တယ်ဒီနေ့တန်းအောင်တဲ့ကအတန်းလက်တူသွားတယ်ဆိုတော့လက်ပြီးအရွယ်ခံရတယ်အဲ့ဒါကောက်မင်းအထောက်တဲ့ကောက်ငါနဲ့တူမနေတဲ့တော့တခြားကြောင့်မှသာနေအဲ့ဒါနဲ့ဓမ္မတရိယပြန်လို့ဖြစ်တာဓမ္မတရိယမအောင်ရင်အနိုင်ခံရတယ်အနိုင်ခံရတဲ့ထဲမှာဂလောတော်လာကဖလို့ပို့တော့အနိုင်ခံရတယ်ကဖလို့ဆိုတာကဖိနာပယောင်ဖိနာအဲ့တော့ဒါကြောင့်တပည့်တွေဆိုရင်တော်သေးခြင်းနဲ့ကိုယ်လိုမျိုးမဖြစ်ရအောင်တိုက်တွန်းတယ်အဲ့ဒါကိုဆရာတော်ကသိုးတယ်ကြမ်းတယ်ဟမ်ဆရာဆိုတာသူတပည့်အောင်မြင်ဖို့အတွက်အမျိုးမျိုးနှီးသုံးရတယ်ကြမ်းတဲ့ခါလဲကြမ်းရတယ်ချော့တဲ့ခါလဲချော့ရတယ်ဒါမှအောင်မြင်တဲ့အချိန်အခုဒီနေ့ဆိုရင်တခါကြီးတို့လိုက်သွားတယ်မဟာဘွဲ့နေခမ်းမထဲကိုဘယ်သူဝင်ခွင့်ရတော့ပါကပဲဝင်ခွင့်ရအမေလည်းဝင်လို့မရအဖေလည်းဝင်လို့မရဆရာလည်းဝင်လို့မရအဘိဓမ္မာတဏ္ဍာကံလို့ပထမရလို့အဲ့ဒီကမလေးမဟာဘွဲ့နေသွားခန်းတယ်ဆရာတော်မပို့ရင်တဲ့မသွားဘူးတဲ့ကိုယ်တော်လည်းဆရာတော်မဟုတ်ဘူးလေအဲစံကြဘုန်းကြီးပဲရှိသေးတယ်ဦးစင်းမပို့ရင်တဲ့မသွားဘူးတဲ့မယူတော့ဘူးတဲ့မင်းစိတ်ခံလာခံတယ်တဲ့ခံရသွားပါကဘာအေးရောက်တော့လိုင်ကူသေးကိုဝင်သွားတာကသူပဲဝင်သွားတာကြည်တော်ရုံးမှုတော့ပါသွားတာဆရာတော်အပေါက်ဝတန်နေခဲ့တယ်ဘွဲ့နေလည်းပေးပြီးတော့ထွက်လာတော့အပေါက်ဝလည်းရောက်ရောအော်ငိုဆရာကြီးလည်းအဲ့ဒါပဲနင်တို့နေဘူးမရှောင်မိုးရွာမရှောင်စိုက်ကားနဲ့ငါမြို့ထဲကိုသွားပြီးတော့တင်ပေးတယ်ဒီထဲမှာစာမလို့ရင်လုံအောင်ဆူရတယ်ပြောရတယ်ဆူရတယ်အဲ့ဒါကိုဆရာဆိုးတယ်သူတို့မြင်တော့တကယ်အောင်ပွဲခံတဲ့ကဘုသူအောင်ပွဲခံတယ်အောင်မြင်တဲ့လူပဲအောင်ပွဲခံတာအဲ့တော့အခုလည်းပဲသောပါကဂျုံချရောက်တော့ကဘာနာမည်နဲ့လာတဲ့ထင်လဲအမေရွာနဲ့လာတာလက်ကဆိုင်နဲ့လာတာနော်လက်ကဆိုင်နဲ့လာတာအငယ်တန်းအောင်လည်းမကြည့်လိုက်လက်ကဆိုင်ကြည့်ရပဲအလက်တန်းကြတာမြို့ဟောင်းနာမတာလာမြို့ဟောင်းနဲ့အလက်တန်းအောင်လိုက်တာအဲ့တော့အခုဓမ္မတရိယာမှာအဖေရွာနဲ့အောင်လာနော်အငယ်တန်းကိုအမေရွာနဲ့အောင်လာအဲ့တော့ဖက်စားပေါ့မြို့ဟောင်းနဲ့
လက္ကဇာနဲ့မြို့ဟောင်းဆရာတော်ကတော့လက္ကဒါနဲ့ကတ္တလက္ကဒါနဲ့ကတ္တလက္ကဒါကဘယ်သူမှမသိကိုထေရပတိသာရေးလိုက်တယ်လက္ကဒါကြေးရွာမွေးရဇာတိလက္ကဒါကြေးရွာမွေးလိုက်တယ်ဘယ်သူမှမသိဘူးတောင်ပတ်ဆရာတော်ကအစမင်းဥစ္စာဟုတ်လို့လားဖွာရဇာတိဆိုတော့ဖွာတဲ့နေရာရေးရမှာပေါ့ဖွာလက္ကဒါနေတာကကတ္တကြီးတော်ဂျုံကြမွန်းတော်တခြားစီပဲအဲ့ဒီလိုဖြစ်တာကလည်းပဲမင်္ဂလာတရားမှာရှိတယ်လေပฏิရူပတိသဝသောဇပုပ္ပေဇကတ္တပုံညာတာလေအဲ့ဒါကုသိုလ်ပညာဥစ္စာရဖို့သင်္ယာဒေသအမြဲနေတဲ့နော်ရှိကကျွတ်တယ်ပြုခဲ့ဘူးတဲ့ကောင်းမှုအထူးရှိပါလေတဲ့ကုသိုလ်လည်းလုပ်ခဲ့ရမှာကုသိုလ်ကတွန်းပို့ပေးမယ်အဲ့ဒီသိမ့်တဲ့နေရာကိုကုသိုလ်ကဘယ်နေရာမှာသွားတဲ့နဲ့ဘယ်နေရာမှာသွားတဲ့တယ်ဆိုတော့ဥစ္စာကုသိုလ်ကပို့ပေးလိမ့်မယ်ဒါကြောင့်လာတော့ကတော့လက္ကတန်ကြေးရွာနဲ့လာတာကုဓမ္မတရိယပြီးတော့မြို့ဟောင်းကြေးရွာနဲ့လာတော့လက္ကတန်ကြေးရွာလူနည်းနည်းတော့အားနေအောင်ပေါ့နော်ဆရာတော်ကိုယ်တိုင်ကကြီးပြူကုန်းဆရာတော်ပြောတယ်ဆရာတော်ကလက္ကဒါဇာတိလို့ထက်လိုက်တော့ကဒါလူတွေစိတ်မကောင်းဘူးတဲ့စိတ်မကောင်းလဲပတ္တနာမဲ့အရင်မော်နမတွေအားလုံးကကဒါမှာမွေးတာကဒါမှာမွေးပြီးတော့မှရွာပြတ်တော့ရွာကုထုံမှာလာနေတယ်ကံကောင်းရအမျိုးရှိမယ်မှာရွာကုထုံမှာနေပြီးတော့မှ၄နှစ်လောက်နေပြီးတော့မှစစ်ပြီးတော့လာကဒါရောက်လာကဒါမှာတော့မွေးတယ်လာကဒါမှာမွေးတဲ့အချိန်ကကမကြီးကအသက်50ရှိပြီထေရပတိကြီးပြန်တွက်ကြည့်တဲ့အခါကျတော့နော်ဒကမကြီးအသက်50မှကံကောင်းထောက်မှလို့မွေးတာပဲအခါသဖူးအောင်တော့ကလေရောရစီသဖူးတာအောင်အဲ့တော့ကံအားလျော်စွာပေါ့လက္ကဇန်သားလည်းအားမငယ်နဲ့နော်ကိုယ်အမျိုးတွေကကိုယ်စင်းတော့ကတော့ကိုယ်အမျိုးတွေကဘယ်ဖြစ်ဖြစ်ကိုယ်လူမျိုးတွေကပဲဖြစ်ဖြစ်ထူးထူးချွန်ချွန်တဘာပေါ်လာခုံယူတယ်ကိုယ်နဲ့ပေါ်လာတယ်ပေါ့အခုကိုယ်တိုင်ကခံစားဘူးတယ်ခံစားခဲ့ဘူးတယ်စာသင်တိုင်းမှာစာကြဘုန်းကြီးလုပ်ခဲ့တယ်အကြီးတန်းပဲအောင်တယ်ဓမ္မတရိယမအောင်တော့နည်းနည်းပြောင်းတယ်ဖိနာနည်းနည်းပြန်ကြိုးစားလိုက်တယ်ပြန်ကြိုးစားလို့ဓမ္မတရိယအောင်တယ်မန္လေးမှာနေတယ်ဖျားဘူးတွေလာတယ်သူတို့ဘာပြောတယ်အဲ့ဒီဘုန်းကြီးတို့ဘာမှလည်းမလုပ်ဘူးတဲ့သူတို့ဥစဉ်တွေကြတော့စာတက်ရတယ်စာဝါလိုက်ရတယ်ဒီဘုန်းကြီးကြတော့ဆုံးမတော်ကြီးပြန်လာအခန်းထဲဝင်နောက်တနေ့သူဥစဉ်ကိုမေးတော့ဥစဉ်ကဓမ္မတရိယပြီးသားပဲအဲ့ဒီအခန်းထဲကဘုန်းကြီးကမွန်းတော်ကိုစာပြန်ချမှာကြောက်လို့မပြန်သေးဘဲနဲ့နေနေတာဓမ္မတရိယလို့ပြောလိုက်တော့နောက်နေ့ကျတော့တကားလာခောက်ဥစဉ်တဲ့အဲ့တော့ဓမ္မတရိယသူလာခောက်တာဓမ္မတရိယကိုခောက်တာကိုခောက်တာမဟုတ်ဘူးအခုလည်းပဲပူဇော်မှာဘုဒ္ဓပူဇော်လဲအဲ့ဒါပြောမလို့ဘုဒ္ဓပူဇော်အရှင်သောဘကပါဗျာသောဘကကိုပူဇော်မဟုတ်ဘူးပူဇော်ကိုသောဘကဒီဓမ္မတရိယမပြီးရင်ပူဇော်မလို့ဓမ္မတရိယခွဲလို့တော့မရဘူးဒါမှဒီသောဘကပြီးအကယ်၍ဓမ္မတရိယမပြီးခဲ့ဘူးဆိုရင်ဒီပူဇော်ပဲဖြစ်မှာမဖြစ်ပါဗျာဝေးသေးတယ်ပေါ့အဲ့တော့ကြိုးစားဖို့
တို့လူငယ်တွေလေးရှိတယ်လေဒီမှာလေနော်အဲ့တော့ကိုရွာမှာဂုံရှိအောင်ကြိုးစားမှာအဲ့တော့ရွာအတွက်လည်းဂုံတက်တယ်ဒုလီဓမ္မတရားဝန်အခွက်ပါလဲဆိုခွက်ပါအခုတပါပဲအဲ့ဒါယူတန်းဂုံပေါ့ဟုတ်လားအများနဲ့ကြည့်တဲ့ခါကျတော့ဩဘာဖြစ်တယ်ညာဖြစ်တယ်နဲ့အခုကဘာအေးသွားပြီလိုင်ကူဘေးမှာပပလဲကလူအများကြီးဟုတ်လားအဲ့ဒါမှကိုယ်နယ်ကလူဟောင်းကတပါပဲပါအဲ့ဒါဂုံမောဂုံမဟာဝဏ္ဏခမ်းမတဲ့ဝင်ရတာကိုပဲဒါကဂုံတစ်ခုပဲအခုသောပါကကိုပူဇော်တယ်ဆိုရင်မဲ့ပညာဂုံကြောင့်ပူဇော်ခံရတာဓမ္မတရိယဆိုတဲ့ပညာကိုမရခက်ဘူးဆိုရင်ဘာဖြစ်ပူဇော်ရသေးပါဘူးဗျာဘယ်သူမှပူဇော်မှာမဟုတ်ဘူးကိုနေကထန်စတိယကစတိယကအခုကထန်တော့နည်းနည်းတော့ရုံးကြမှာစာချတာ9နှစ်နော်အကြည့်တဲ့အောင်နဲ့9နှစ်ချတာဘယ်သူမှမသိဘူးဓမ္မတရိယပြီးတော့ပြန်လာတော့ပြန်မှုချတယ်တာဥစဉ်မလာတမကောတော့ဟိုတုန်းကတော့ဘာမှလည်းဖြစ်တယ်ညာဖြစ်တယ်နဲ့အခုမှဓမ္မတရိယအောင်တော့မှတားတော်တယ်မမှန်ရတယ်အဲ့လိုပဲလောကကြီးဟာကြည့်လိုက်လို့ရှိရင်ဘာမှမဟုတ်ဓမ္မတရိယဆိုဓမ္မတရိယသာလို့တဲ့နှစ်ကထိုင်းကတကားတရားနဲ့ဆောက်တယ်ထိုင်းကိုပင့်တယ်အားလုံးတာဝန်ယူတယ်ဒါမတော်ဘူးမြန်မာပြည်ကဘွဲ့လေးတစ်ခုလောက်ရမှာဘယ်နိုင်ငံပဲဖြစ်ဖြစ်သူ့ဘွဲ့တန်ဖိုးရှိတယ်လေဗမာပြည်ကဘွဲ့ဘာမှတော့တန်ဖိုးမရှိဘူးပေါ့တဘောကထိုင်းသွားရင်ဗမာပြည်ကဘွဲ့ဘာလို့မလဲထိုင်းကဘွဲ့လည်းဗမာပြည်လာရင်ဘာရဘာမှမရဘူးအဲ့တော့ဒါမှကိုနေတဲ့နိုင်ငံကဘွဲ့လေးတစ်ခုတော့ရအောင်ယူမယ်အဲ့ဒီဘွဲ့ရပြီးမှတခါကြီးလုံးနဲ့ကန်စရင်တော့ပြန်တွေ့မှာပေါ့အခုထိမတွေ့ဘူးကံမစဘူးဖြစ်မှာအဲ့တော့လူငယ်တွေကိုရွာကိုလူမျိုးခုံရှိအောင်ကြိုးစားတခုနော်ထူးကျွန်းဖြစ်ရင်ရွာလဲဂုံတက်တယ်ကိုလူမျိုးလဲဂုံရှိတယ်အဲ့တော့အခုနိုင်ငံတော်ကလည်းပဲသာသနာတဇဓမ္မသရိယဘွဲ့ရမှသူအစဉ်ခွဲလာတာအရင်တော့ဘယ်လိုပဲဖြစ်ရွေးတယ်ခုနောက်ပိုင်းမဟုတ်ဘူးမရွေးဘူးအဲ့တော့အခုပူဇော်ဘွဲကသောပါကဆိုပေမဲ့သောပါကထံရောက်လာတဲ့သာသနာတဇဓမ္မတရိယဆိုတဲ့ဘွဲထူးဂုံထူးကိုပူဇော်တယ်ဟုတ်လားပူဇော်တယ်အဲ့တော့မနှပြန်ကြနေဆိုလို့ရှိရင်ဟိုပရိသတ်တွေမေ့ကြအောင်ဆိုပြတာအဲ့တော့ပူဇော်ခန္ဓာကနည်းနည်းတော့ကြာခန္ဓာဆိုတာကြာမှာပေါ့ဒီနေ့ကဘာအေးသွားတဲ့လူတွေလက်တွေ့ပဲလားနော်သောဘဂါတို့က800ကျော်ပဲရှိတယ်4နိုင်ခွဲမှအပြင်ရောက်တယ်1444ပါး1444ပါးဘုမ800ကျော်ပဲဆိုတော့800ကျော်က4နိုင်ကျော်မှပြီးတယ်ဆိုရင်ကျန်တဲ့444ပါးနောက်ဆုံးလူဟာမိုးချုပ်တော့ဘယ်ကမလဲနော်အဲ့တော့အခမ်းအနားဆိုတော့ကြာတော့တချို့ကဝေဖန်တယ်ကြာတယ်ပေါ့ကြာတယ်မလို့ချင်းဖက်သာစုဘူးတဲ့သိန်း100လောက်ပြီးတော့မပြီးဘူးလားပြီးတယ်ဒါမှမတူဘူးပေါ့
လာကြတာမှာနည်းနည်းပဲ3နိုင်ခွဲထိုင်ရတာ3နိုင်ခွဲထိုင်ရတာတော်တော့ဒကမကြီးတွေကဒီလိုတမရောအောင်းပါလေအမိုးအောင်းပါလေနေပြီးတော့ပြန်လာတော့ကမုဒ္ဓမကနေ12နာရီထွက်တယ်ကားပက်လက်ပါမှာချီးကြလက်ပဲသခိုးမြောက်ခိုးလောက်နေ့လေကြောင်တော်ကြီးကိုပြင်းတဲ့ကိုပဲဒီဘွဲကြီးကိုသက်ယူထားတာဟုတ်လူများကိုအပြစ်ပြောလို့မရဘူးကိုပြင်းတဲ့ကိုပဲဒီဘွဲရအောင်ယူထားတာဟုတ်ထိုင်ဟောနေဘူးခိုးသွဲတယ်ဗလားအခုလာကြတာပူဇော်ပွဲရတယ်တကယ်လို့ဒီလောက်ပဲဆိုတော့တီးခံဖို့ကွာနည်းနည်းနော်ဒါတကယ်တော့ပြည့်မို့ကျုပ်ပြည့်ဘွဲသေးယူတော့ဘွဲသေးယူထားတော့လူမျိုးပူဇော်တော့ထိုင်ပေါ့အဲ့တော့အခုလည်းပဲဒါဓမ္မတရိယရမရှိသေးတယ်ဒီပညာရေးဘွဲကခန္ဓာဝတ္တကပန္တိတမဟာခန္ဓာဝတ္တကပန္တိတဧကမခန္ဓာဝတ္တကပန္တိတဧကမပန္တိတအဆင့်တက်တယ်အပိဋိသမဟာရတကုရုအဲ့ဒါလုံငန်းမှာလှုပ်သက်တယ်စကားပြောတာနော်ဇာချတာဘယ်နဲ့အဲ့တော့ဘုန်းကြီးဘွားမှာပင်စင်မရှိဘူးပင်စင်မရှိဘူးဘုန်းကြီးမှာခွင့်မရှိဘူးဘာခွင့်မှမရှိဘူးဒါမှဘာအတွက်လုပ်နေလဲဆိုတော့သာသနာအတွက်လုပ်နေတာခုနတတိပဋ္ဌာန်သမပဋ္ဌာန်ဣတိပဣန္ဒြိဘောဇမက်ကင်ဆိုတာ9မျိုးအဲ့ဒီ9မျိုးရှိရင်သာသနာမကွယ်ဘူးတဲ့အဲ့ဒီ9မျိုးထဲမှာမှချုံလိုက်တဲ့ခါကျတော့မက်ကင်10ပါးသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပသမ္မာဝါစာသမ္မာကမ္မတသမ္မာအာဇီဝသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိတဲ့အဘိဓမ္မာသင်ထားတဲ့လူတော့ဟုတ်တာပေါ့အဘိဓမ္မာမသင်ထားတဲ့လူဖော်ကြီးပြောလဲပြီးသွားတော့ဟုတ်လားအဲ့တော့မဂ္ဂင်10ပါးမြတ်တရားရသေးတယ်ရှိသေးတယ်ဆိုရင်သာသနာမကွယ်ဘူးသာသနာမှာယဟန်တွေနဲ့မစိတ်သုံးသွားဘူးအဲ့ဒီမဂ္ဂင်10ပါးမရှိဘူးဆိုရင်တော့သာသနာမှာယဟန်ဆိုတာမရှိတော့ဘူးယဟန်ဆိုတာမရှိရင်သာသနာလည်းမရှိဘူးသာသနာမရှိရင်လည်းပဲယဟန်ဆိုတာမရှိဘူးဒီဆိုသာသနာနဲ့ပတ်သက်တဲ့ကောင်းမှုကုသိုလ်မျိုးတွေပြုလို့ရပါဦးမလားမရတော့ပါဘူးခင်ဗျာမရတော့ဘူးအဲ့တော့သာသနာအရှိတည်တံ့ဖို့ဆိုတဲ့နေရာမှာတတိပဋ္ဌာန်သမပဋ္ဌာန်ဣတိပဣန္ဒြိဘောဇမဂ္ဂင်ဆိုတဲ့တရားတွေမပြောက်မပြတ်အောင်ဒီသာသနာတွေကြိုးစားပြီးတော့သင်နေကြတာအဲ့ထက်မှာဣတိပဆိုတာရှိတယ်ပြည်စည်းထမ်းမြောက်ခြင်းရဲ့အခြေခံအကြောင်းတရားဣတိပကိုမြင်ဝဲထားမယ်ကျင့်ကြံထားမယ်ပွားများထားမယ်ဆိုရင်အသက်ကနေရှင်တော့နေလို့ရတယ်ဖယားကသူအရေးမြတ်ပြလိုက်တယ်သူအဲ့ဒီတရားတွေလှုပ်ထပ်ပြီးပြီနေမှဆိုရင်အသက်ဘယ်လောက်ထိနေလို့ရတယ်အာနန္ဒာကမိတ်နေတော့မလျှောက်မိတ်ဘူးမာနမင်းကိုပြောပြီးမှဂတိပေးပြီးမှအာနန္ဒာကလျှောက်တဲ့ခါကျတော့မရတော့ဘူးနော်အဲ့တော့ဣတိပဆိုတာလည်းပဲသံဒိဋ္ဌိပဝိရိယတိပစေတတိပဝိမာန်ဒိဋ္ဌိပအဲ့ဒီဣတိပတွေကိုကျင့်ကြံတဲ့ကြိုးကုပ်တဲ့အာထုတ်တဲ့ဆိုလို့ရှိရင်အာယုကပတ်လုံးနေနိုင်တယ်အာယုကထက်ရှည်ပြီးတော့လည်းပဲနေနိုင်တယ်ဒါကြောင့်အသက်လည်းပဲရှိနေနိုင်အောင်ဣတိပကိုကျင့်ကြံကြိုးကုပ်အာထုတ်သာသနာအထွတ်ရှိကြတည်တတ်နိုင်အောင်မဂ္ဂင်10ပါးမြတ်တရား
မပြောက်မပြဲအောင်ကြိုးစားမမိတ်မလျော့တော့တတိတရားကိုလက်ခံထားပြီးတော့ဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်လို့ခေါ်ဆိုအပ်တဲ့တန်ត្រာရိခါကောင်းတွေထက်ကတလဲလဲစိဖို့ပြုလုပ်အထုတ်ကြရကုန်ပြီလင်တဘဝတဲ့တဘဝမိတ္တရမေကြောင့်ဒုက္ခတိဘဝကောင်းတွေမှာလာရရောက်ရကုန်လျက်အဆုံးသောဘဝ၌အိုနာတေရဒုက္ခဘေးတို့မှလွတ်ကင်းရအမှန်မြတ်နိဗ္ဗာန်ကိုကိုယ်စီကိုယ်ငါဝန်ဆောင်နိုင်သောပါရမီရှင်သူတော်စင်အားလုံးပြည့်ပြည့်စုံအောင်မြင်နိုင်ကြပါစေကုန်သတည်းသာဓုသာဓုသာ